စပင်ကလေအဲ့လိုရှော့တခြားပေါ့နော်စပင်ကိုတခြားရှော့တယ်ဒီမှာပေါ့နော်ဒီလိုစပင်ကိုနည်းနည်းလေး pro dry နည်းနည်းလုပ်ပြီးသွားရင်ဒီလို hair tonic လေးနဲ့ဒီလိုလေးပေါ့နော်သုံးပေးပြီးသွားရင်ဥယျာဉ်ပြားတစ်ခုလုံးရှင်းရှင်းနေနဲ့အဲ့လိုအရန်နေလို့ကောင်းတယ်ဒီလိုမျိုးပေါ့နော်ဒီလိုနှိမ့်နေပေးတယ် message တုပ်ပေးတယ်အဲ့လိုဆိုတာ blood circulation အတွက်လည်းကောင်းတယ်ကိုယ့်အကိုလည်းလေအဲ့လိုမျိုးလေးဆိုအရန်သဘောကျတာပဲအခုကစနေသုံးနေရတော့ဒီ sweetening က hair tonic ပေါ့နော်အဲ့ဒါလေးကိုသဘောကျရတယ်အဲ့လိုမျိုးလေးသုံးပေးတယ်ကိုနဲ့လည်းဆင်ပြေ Facebook မှာဒီဟာလေးကို review ရေးပေးပြီးသွားပြီပေါ့နော်ဒါကတော့ကြိုက်လို့ပေါ့နော်ဒါသုံးရင်းတဲ့ဗီဒီယိုလေးရိုက်ပေးရပါပြင်ထားတဲ့ dryer နည်းနည်းလေးပြန်ပြီးတော့စပင်ကိုလှုပ်လိုက်မယ်ပေါ့နော်ကိုသဘောကျတာကွာပြောရလို့ရှိရင်လေသူ့သုံးပြီးသွားတဲ့အချိန်မှာဒီ before after ပေါ့နော်မသုံးရသေးရလဲသုံးပြီးသွားရတယ်ဆိုရင်စပင်ကဘယ်လိုဖြစ်လဲဆိုသုံးပြီးသွားရင်ဒီဥယျာဉ်ပြားတစ်ခုလုံးကလည်းနေလို့အရန်ကောင်းတယ်အပြင်သဘောကျတယ်ကိုကဒီပေါ့နော်ဟိုခေါင်းမလျှော်ခင်ကဖြစ်နေတဲ့လူကပင်ပန်းတာတွေစိတ်ရှုပ်တာတွေအဲ့ဒါတွေလည်းပျောက်သွားပြီးတော့ဒီဥယျာဉ်ပြားတစ်ခုလုံးကလည်းအေးပြီးတော့ရှင်းလေးနဲ့ဖြစ်တယ်ပေါ့နော်သူကအဲ့လိုပုံစံမျိုးပြီးရင်ခေါင်းဖြစ်သွားတယ် cooling ဖြစ်တာတို့ခေါင်းဖြစ်တာတို့အဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့လို effect တွေကိုလည်းရတယ်တော်တော်လေးကိုဒါသုံးပြီးသွားလို့ရှိရင် fresh ဖြစ်သွားစေတယ်ပေါ့နော်skin ဒီ skin care တွေမှာလည်းအဲ့လိုမျိုး skin care လုပ်ပြီးတဲ့အချိန်မှာဆိုရင်မလုပ်တာနဲ့လုပ်တာနဲ့ကွာသလိုမျိုးပေါ့ဒီလို hair care မှာလည်းဒီလို product တွေကိုထည့်သုံးတဲ့အခါမှာမသုံးတာနဲ့မသုံးခင်နဲ့သုံးပြီးနဲ့ feeling တွေရလဲကွာတယ်ကွာ result ကိုမပြောရင်ခံစားမှုမှာတင်သိတာနေရပါတော့ဒါကတော့ vlog အတူလေးရိုက်လိုက်တာပါစင်ကအခုဒီ sweetie ရဲ့ဒီ vegan hair tonic လေးသုံးနေရပါ